ရှမ်းကရနီနယ်ဆက်ဖေခုံမြို့နယ်အနောက်ဖက်ချမ်းမှာရှိတဲ့စစ်ရှောင်းစခန်းကခုဆောင်အတွေ့အရေးပေါ်စားနပ်ရိက္ခာနဲ့စံရီလိုအပ်နေတယ်လို့ຫນွေဦးရောင်ချီစစ်ရှောင်းကူငီးတောင်ခံကိုကျူလိုင်ကပြောပါရယ်အဆိုပါစစ်ရှောင်းစခန်း9ခုမှာအိမ်အောင်စု449စုရှိပြီးလူဦးရေ1990ရှိဦးရှိတယ်လို့ကိုကျူလိုင်ကပြောပါရယ်အဲ့ဒီစစ်ရှောင်းတွေကမိုးပြဲမြို့ပေါ်မှာရှိတဲ့ပွဲကုံစီကားရက်ကွက်နဲ့ဖဲခုံမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာတွေကနေ၄နှစ်ကျော်ကြာစစ်ဘေးသိမ်းရှောင်လာရသူတွေဖြစ်ပြီးလက်ရှိမှာစံပြက်လက်ပြီးအရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်။ရှမ်းကရနီနယ်ဆက်ဖဲခုံရဲ့အရှိဖဲချမ်းကို2025ခုနှစ်ဇွန်လအစောပိုင်းကစပြီးစစ်တပ်နဲ့ PNO တပ်တို့ကစစ်ကြောင်းထိုးတိုက်ခိုက်လာတာကြောင့်ဒေသခံတောင်းနဲ့ချီစစ်ဘေးသိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့အတွက်ဖဲခုံရဲ့အနောက်ဖက်ချမ်းမှာစစ်ရှောင်ဦးရေပုံမများပြားလာခဲ့ပါတယ်။ဒါကြောင့်စစ်ရှောင်စခန်းတချို့မှာစံပြက်လက်မှုနဲ့ကြုံတွေ့နေရပြီးအရေးပေါ်စားနပ်ရိက္ခာအတွက်အကူအညီလိုအပ်လျက်ရှိနေပါရရှင်။